ကိုယ့်ရဲ့ဓာတ်ပုံတွေကိုဗီဒီယိုအဖြစ်ပြောင်းသွားအောင်လုပ်တဲ့နည်းကိုပြောပြပေးမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ Google Chrome ထဲကိုဝင်သွားလိုက်ပါကျွန်တော်ဆက်ပါမှာတစ်ချက်နဲ့လိုက်ပါ AI Studio ရရှာလိုက်ပါ aistudio.google.com လို့ရရှာလိုက်လေရတယ်ဒါမှမဟုတ် AI Studio လို့ဒီတိုင်းလေးရရှာလိုက်လို့လည်းရပါတယ် Google AI Studio ထိကိုနှိပ်ပြီးတော့ဝင်သွားလိုက်ပါကျွန်တော်ပုံနာလေးကမြင်းသုံးချောင်းကိုတစ်ချက်နှိပ်လိုက်ပါ Generate Media မှာတစ်ချက်နှိပ်လိုက်ပါအောက်ထဲလေးနဲ့ဆင်းသွားလိုက်မယ်ကြောင်လေးလမ်းလျှောက်နေတဲ့နေရာလေးကိုတစ်ချက်နှိပ်ပါ Okay ဒါဆိုလို့ရှိရင်တော့ဒီနေရာမှာမူရင်းရှိထားပြီးသားစာသားကိုကျွန်တော်တစ်ချက်ဖြတ်လိုက်မယ်ဖြတ်ပြီးတော့မှ upload များပုံပေါ်တဲ့နေရာမှာကိုတစ်ချက်နှိပ်ပါဗီဒီယိုဖြစ်ပြောင်းလဲခြင်းနဲ့ကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ဓာတ်ပုံကို upload တင်ပေးရမှာဖြစ်ပါတယ် upload ကိုတစ်ချက်နှိပ်ပါ describe your video ဆိုတဲ့နေရာမှာဒီဓာတ်ပုံကိုလမ်းလျှောက်ခိုင်းစေခြင်းနဲ့လားဒီဓာတ်ပုံကိုထိုင်ခိုင်းစေခြင်းနဲ့လားရေထဲကိုတွားခိုင်းစေခြင်းနဲ့လားစသည်ဖြစ်လို့နော်ကိုဖြစ်စေခြင်းတဲ့အတိုင်းဒီနေရာမှာရေးပေးလိုက်ပေါ့နော်မြန်မာလိုရေးလို့ရပါတယ်ကိုဖြစ်စေခြင်းရဲ့အတိုင်းကိုဒီနေရာမှာရေးပြီးသွားပြီဆိုလို့ရှိရင်တော့ညားလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါပုံကနေပြီးတော့ဗီဒီယိုကိုပြောင်းပေးနေပြီဖြစ်ပါတယ်ခဏလောက်စောင့်ပေးလိုက်ပါပုံကနေပြီးတော့ဗီဒီယိုကိုပြောင်းသွားဖြစ်ပါတယ်ကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်တော့ဒီနေရာမှာနှိပ်ပြီးတော့ကြည့်လိုက်မယ်download ဆွဲယူခြင်းနဲ့ဆိုလို့ရှိရင်တော့ download နေရာမှာနှိပ်ပြီးတော့ဆွဲယူလို့ရပါတယ်ဟုတ်ကဲ့ပါအားလုံးပဲအဆင်ပြေပါစေခင်ဗျာ